မင်္ဂလာပါခင်ဗျာဒီနေ့ရဲ့ audiobook ကိုစတင်နာဆင်ကြရအောင်အခုလိုစာအုပ်အတန်ဖတ်များဗဟုသုတနဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအမြဲနားဆင်ကျင်နေဆိုရင် channel လေးကို subscribe လုပ်ပြီး like လေးနှိပ်ထားပေးဖို့ဖိတ်ခေါ်ပါတယ်အခုတော့ဒီနေ့ရဲ့အကြောင်းအရာကိုဆက်လိုက်ကြရအောင်အခန်းကိုအထီးကျန်တာအရန်တော့မဆန်းပါတခါတလေအရန်ထီးကျန်တယ်လို့ခံစားဘူးလားတခါတလေလောကကြီးမှာကိုယ့်ကိုနားလည်ပေးနိုင်သူရှိများရှိရဲ့လားလို့တန်တရားဝင်ဘူးလားတခါတလေဘာလို့ရမှန်းမသိပဲတယောက်တည်းအထီးကျန်ဘူးလားကိုဘာတွေမားနေလို့အထီးကျန်နေရတာလဲရောတွေးဘူးလားအဲ့ဒီအတွေးတွေအားလုံးတင်တွေးဘူးရင်တင်ဟာပုံမှန်လူတွေတဲကတယောက်ဖြစ်ပါတယ်လူတိုင်းဒီပါအဲ့ဒီလိုခံစားမှုတက်ကြပါတယ်လူတွေဟာတယောက်တည်းရှိတဲ့အချိန်အထီးကျန်တဲ့အချိန်မှာပျော်ရွှင်စရာတွေတွေးခဲ့ကြပါတယ်ကိုကိုတဖြည်းဖြည်းဆွဲချသွားမဲ့အတွေးတွေကိုပဲတွေးကြလိမ့်ရှိပါတယ်ဒါပေမဲ့အဲ့ဒီအတွေးတွေထဲမပါသွားဖို့အရေးကြီးပါတယ်အထီးကျန်တာမဆန်းပါဘူးဒါပေမဲ့အထီးကျန်မှုကိုအကျယ်ချဲ့ပြီးတွေးနေရင်တော့တင့်အတွက်အနေရရှိပါတယ်အထီးကျန်လာရင်ဘာလုပ်တင်လဲဒီနေရာမှာသူများရေးထားတဲ့အရာတွေကျွန်တော်အကြံပေးသွားမှာမဟုတ်ပါဘူးကျွန်တော်တကယ်ကျင့်သုံးတဲ့အရာတွေပဲအကြံပြုပေးသွားမှာပါအထီးကျန်လာရင်ပထမဆုံးတွေးရမှာကအထီးကျန်ခြင်းဟာတာမန်ဖြစ်ပျက်တစ်ခုဆိုတာပါပဲအထီးကျန်တာကိုပုံကြီးချက်ပြီးငါလေးဟာတော်တော်တနာစရာလေးပဲငါလေးရဲ့ဘဝဟာသူများတွေနဲ့မတူပါလားဆိုမျိုးစိုးစားတဲ့အဆင့်ကိုမရောက်ပါစေနဲ့ကဘာပေါ်မှာအထီးကျန်တဲ့သူတွေများစွာရှိပါတယ်တင်တယောက်တည်းမှာကွက်ဖြစ်နေတာမဟုတ်ပါဘူးကျွန်တော်ဆိုရင်အဲ့ဒီအတွေးကိုအမြန်ဆုံးဖျောက်ပါတယ်တခုတော့အကြံပေးမယ်အဲ့ရထဲမှာလဲနေပြီးဖျောက်ဖျက်ဖို့တော့မကြိုးစားပါနဲ့အလွမ်းတချင်းတွေနားထောင်ပြီးဖျောက်ဖျက်ဖို့လည်းမကြိုးစားပါနဲ့ကိုလည်းအရန်ကြီးမတနာပါနဲ့ဒုတိယအချက်အနေနဲ့လုပ်ရမှာကအာယုံလွဲဖို့ပါကိုအထီးကျန်နေတာသိပြီဆိုရင်အကျိုးရှိမဲ့အရာတစ်ခုခုအာယုံလွဲနိုင်အရာတစ်ခုခုကိုလုပ်ပါအဝတ်လျှော်လို့ရတယ်အဝတ်လျှော်ရင်တချင်းမှဆိုးလို့ရသေးတယ်အိမ်တန့်ရှင်းရေးလုပ်လို့ရတယ်ကြမ်းတိုက်လို့ရတယ်အလုပ်ရှိရင်အလုပ်လုပ်လို့လည်းရပါတယ်တတိယအချက်ကမိမိရဲ့ပျော်ရွှင်မှုအတွက်တာဝန်ရှိသူဟာမိမိပဲဖြစ်တယ်ဆိုတာသတိရပါပတ်စံတွေချမ်းသာပြီးအထီးကျန်နေတဲ့သူတွေအများကြီးပဲလူတွေအများကြီးကြားထဲမှာနေရက်နဲ့အထီးကျန်နေတဲ့သူတွေလည်းအများကြီးပဲပျော်ရွှင်ဖို့ဆိုတာမိမိနဲ့ပဲအဓိကသက်ဆိုင်ပါတယ်တင့်ရဲ့ခေါင်းထဲမှာအထီးကျန်တဲ့အတွေးတွေမထားမိပါစေနဲ့အတွေးတွေကတဖြည်းဖြည်းဆိုးလာရင်တင်ပိုပြီးအထီးကျန်လာနိုင်ပါတယ်တင်ဘဝရဲ့အချိန်တော်တော်များကိုတင့်ရဲ့ခေါင်းထဲမှာပဲနေထိုင်နေတာပါဒါကြောင့်တင့်ခေါင်းဟာနေခြင်းစက်ဖွယ်နေရာလေးဖြစ်နေပါစေအမည်မသိအပေါ်ကကျွန်တော်ပြောခဲ့တဲ့အရာတွေတကယ်လက်တွေ့ဘဝမှာအလုပ်ဖြစ်လာလို့မေးရင်တကယ်ကိုအလုပ်ဖြစ်ခဲ့ပါတယ်ကျွန်တော်ကိုယ်တိုင်ထီးကျန်ရင်အလုပ်တွေပိုကြိုးစားပါတယ်စာအုပ်တွေဖတ်တယ်စာတွေလေ့လာပါတယ်energy transfer လုပ်တတ်ဖို့ပဲလိုပါတယ်အထီးကျန်တာကိုအင်အားတစ်ခုအဖြစ်ပြောင်းလဲပြီးရှေ့ကိုရှောက်နိုင်ခဲ့ပါတယ်ပိုပြီးလဲပျော်ရွှင်လာခဲ့ပါတယ်ကျွန်တော်အကြံပေးလိုက်လို့ကောင်းကျိုးရသွားတဲ့သူတွေလည်းအများကြီးပါပဲအချို့လည်းတည့်ရက်နဲ့မပြင်းတဲ့သူတွေရှိပါတယ်လူတစ်ယောက်ဟာတည်ယုံနဲ့မလုံလောက်ပါဘူးတည်ခြင်းတစ်ခုတည်းကစွမ်းအားမဟုတ်ပါဘူးတည်ခြင်းကိုဘဝမှာလက်တွေ့တက်ဆင်အသုံးပြုတတ်မှသာအကျိုးရှိမှာဖြစ်ပါတယ်ဒီစာအုပ်ဖတ်ယုံနဲ့မပြီးပါဘူးဒီစာအုပ်ဖတ်နေတဲ့အချိန်မှာတင်ပြဖို့လိုနေတဲ့အရာတွေရှိရင်တင်ပြောင်းလဲဖို့လိုနေတယ်လို့ထင်နေတဲ့အရာတွေရှိရင်အခုပဲပြောင်းလဲလိုက်ပါနောက်မနက်မှလုပ်မယ်နောက်နေ့မှလုပ်မယ်နောက်လမှလုပ်မယ်နောက်နှစ်မှလုပ်မယ်တွေစင်ကြင်မပေးပဲတင့်ရဲ့အုံနောက်ကိုတန်ရှင်းရေးစတင်လုပ်ပါတင့်ကိုအထီးကျန်စေတဲ့အတွေးတွေကိုမောင်းထုတ်ပါဘဝမှာလူတစ်ယောက်ရှိမှသို့မဟုတ်အရာဝတ္ထုပိုင်ဆိုင်မှုတစ်ခုခုရှိမှပျော်ရွှင်မယ်လို့မတတ်မှတ်ထားပါနဲ့ကိုယ့်ရည်မှန်းချက်စီကိုရှောက်ရင်းကိုလည်းဂရုစိုက်ပါကိုယ်စိတ်ကိုလည်းဂရုစိုက်ပါတင်အများဆုံးနေထိုင်တဲ့တင်ရဲ့စိတ်ထဲကအခန်းလေးကိုနန်းစော်နေတဲ့နေရာတစ်ခုမဖြစ်ပါစေနဲ့အမွှေးကြိုင်ဆိုတဲ့အတွေးလေးတွေနဲ့ဖြန့်ပတ်ထားပါစင်ကယ်ဘဝပဲရောက်ကပ်ပယ်ဘဝပဲရောက်တင့်ပျော်ရွှင်မှုကတင့်လက်ထဲမှာပဲရှိပါတယ်ဒီတော့ရောက်နေတဲ့အရက်မှာပျော်အောင်နေဖို့ကြိုးစားပါတယောက်တည်းရှိနေတဲ့အခါတင့်အတွေးတွေကိုဂရုစိုက်ပြီးလူတွေနဲ့အတူရှိနေတဲ့အခါတင့်စကလုံးတွေကိုဂရုစိုက်ပါအမည်မသိ